မတော်မတရားနဲ့ဒီလိုမျိုးတဲ့အချိန်မြင့်မရှိတဲ့ brand တွေအချိန်မြင့်မရှိတဲ့ဟာတွေကဒါတကယ်ကိုဝင်လာတယ်လိန်စားနေတဲ့လိန်ပုံလိန်နီးတစ်မျိုးလို့အမကတော့ထင်တယ်အဲ့ဒီအတွက်ကြောင့်လို့အမကတော့အားလည်းမပေးဘူးပေါ်ပေါ်တင်တင်လည်းအမရှုံချတယ်အခုဆိုလို့ရှိရင်ဒါဒီလိုမျိုးပေါ့နော်ဒီအလှကုန်လောကထဲမှာဆိုလို့ရှိရင်ဒါဟာမတော်မတရားနဲ့ဒီလိုမျိုးတဲ့အချိန်မြင့်မရှိတဲ့ brand တွေအချိန်မြင့်မရှိတဲ့ဟာတွေကဒါတကယ်ကိုဝင်လာတယ်ဒီလိုမျိုးတမအာစီဝါနဲ့လောက်ကင်နေတဲ့ online shopping တွေလည်းရှိတယ်ဒါတွေကိုအားပေးတယ်ဒါပေမဲ့မတော်မတရားနဲ့အမားတို့ဗမာပြည်မှာဆိုလို့ရှိရင်အရင်တော့ကလင်းစည်းပြီးတော့အမျိုးစုံအာစီရှိသမျှဟာတွေပုံစံမျိုးစုံနဲ့ဝင်တဲ့ multi level marketing ကနောက်ဆုံးကြလို့ရှိရင်ဘာလဲဆိုလို့ရှိရင်နောက်ဆုံးဈေးရောင်းရတဲ့လူနဲ့နောက်ဆုံးတကယ်ကိုအသုံးပြုရတဲ့လူတွေလက်ထဲမှာပဲဒါဟာသူတို့အတွက်ဘာမှအကျိုးမရှိတဲ့ဒါလိန်စားနေတဲ့လိန်ပုံလိန်နီးတစ်မျိုးလို့အမကတော့ထင်တယ်အဲ့ဒီအတွက်ကြောင့်လို့အမကတော့အားလည်းမပေးဘူးပေါ်ပေါ်တင်တင်လည်းအမရှုံချတယ်ဒါဟာမဖြစ်တဲ့အရာဒါဟာမသိနားမလဲတဲ့လူတွေကိုဒါခေါင်းပုံဖြတ်အမျက်စားတဲ့စီးပွားရေးလုပ်ငန်းလို့လည်းအမမြင်တယ်အဲ့ဒီအတွက်ကြောင့်လို့အမအားမပေးပါဘူးဘယ်ချက်ကသတိထားတယ်လဲဆိုလို့ရှိရင်ဥပမာဆိုရှင်အမအနေနဲ့ကတော့အမကတရားဝင်ရောင်းချတဲ့ပစ္စည်းပြီးလို့ရှိရင်ဥပမာဆိုလို့ရှိရင် City Mart တို့ပြီးလို့ရှိရင်တကယ်Beauty Diary တို့ City Mart တို့ဒီလိုမျိုးတကယ် site တွေမှာဝယ်လို့ရတဲ့ပစ္စည်းမျိုးကိုပဲအမအနေနဲ့ဒါလက်ခံတယ်ဒါဟာမြန်မာပြည်ရဲ့ FDA ရပြီးသားမြန်မာပြည်မှာတရားဝင်အခွန်ဆောင်ပြီးတရားဝင်ဖြန့်နေတဲ့ပစ္စည်းမျိုးကိုပဲအမလက်ခံတယ်လက်သိပ်ထိုးပြီးတော့တိတ်ပုံးနဲ့မှောင်ခိုလုပ်နေတဲ့ပစ္စည်းမျိုးတော့အမလက်မခံပါဘူးဈေးကွက်ကဆိုလို့ရှိရင်တော့ပုံမှန်လင်းပြောရမယ်ဆိုရှင်တော့ကိုရီးယားနော်ဒါအခွန်မဆောင်တဲ့ brand ဒါတရားဝင်မရောင်းတဲ့ brand ဒါမျိုးဆိုလို့ရှိရင်တော့အမကတော့ဒါကိုလူမျိုးအတွက်ကိုတိုင်းပြည်အတွက်ဘာမှအကျိုးမရှိတဲ့လူပြီးတော့လည်းဘယ်သူမှလည်းဒါအကျိုးမဖြစ်ဖ ೇನೆ ဒီလူတစုပဲအကျိုးဖြစ်သွားမဲ့ဒီလိုမျိုးဟာဆိုတော့ဒါမျိုးကြောင့်မလို့အမကဒါအမအနေနဲ့အောင်မပေးဘူးလက်မခံဘူးဆိုတဲ့ဟာမျိုးအမကဒါပုံမှန်လင်းထုတ်ပေါ်ပြီးတော့ပြောပြတာပေါ့နော်ဒီလိုမျိုးတကယ်ဖြစ်နေလားအမှန်တမ်းပြောလို့ရှိရင်တော့မှဖះတောင်ချလို့မရတဲ့ဒီဘက်တောင်ရှိသေးတာပဲเนาะကိုလောက်တာမှားလားမှန်လားဆိုတာတော့ကိုယ့်ရဲ့သမိုင်းကိုရာဇဝင်ကိုပဲရေးလိုက်မယ်ပြီးလို့ရှိရင်ဒီလိုမျိုးဟာတွေကဘယ်အချိန်အထိဘယ်နေရာအထိအမခံဆက်ပေးနိုင်လဲဘလောက်အထိကိုဘက်ကနေပြီးတော့သုံးဆွဲသူဘက်ကနေပြီးတော့ဘလောက်အထိကာကွယ်မှုပေးနိုင်လဲဆိုတာဟာဒါဟာသုံးဆွဲသူကလည်းကိုသုံးတဲ့ပစ္စည်းကိုတေချာလေ့လာတဲ့နဲ့ရောင်းချတဲ့လူကလည်းဒါမှန်ကန်တဲ့စေတနာနဲ့ရောင်းချတဲ့နဲ့ဒါနှစ်ဦးနှစ်ဖက်အကျိုးရှိရမယ့်ကိစ္စပေါ့နော်တစ်ဖက်တည်းပဲအကျိုးရှိသွားတာမျိုးကြီးကတော့အမတော့လက်ခံချင်ပါဘူးဆောင်းရသည်အခုလိုမျိုးအချိန်မှာဆိုလို့ရှိရင်ပို့ပြီးတော့ skin care တဲ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဒါရေဓာတ်ပြန်ဖြည့်ရမယ်ဒီလိုအချိန်မှာတကယ်လို့အရန်အသားခြောက်တာတွေပါမြောက်ပြန်လေချောင်းလေပို့ပြီးတော့အသားခြောက်တဲ့ချိန်ကြားလို့ရှိရင်ရီလိုက်တဲ့အခါမှာပါးလေးတွေကတင်းနေမယ်ဒါမျိုးဆိုလို့ရှိရင်နေလို့မကောင်းပြီးတဲ့အခါကျလို့ရှိရင်ရေဓာတ်ခန်းခြောက်တဲ့အခါကျရင်ပို့ပြီးတော့ဒါအသားရည်ရဲ့အုံမင်းရည်ရမှုတွေကိုပြရတယ်ပြီးလို့ရှိရင်နောက်ဆုံးကြလို့ရှိရင်လည်းပို့ပြီးတော့ဖြစ်တတ်တာပေါ့နော်အထူးသဖြင့်ဒါအေးတဲ့ဒေသတွေမှာဆိုလို့ရှိရင်အသားတွေခြောက်မယ်အသားတွေအပ်မယ်အသားတွေကွဲမယ်ဒါမျိုးတွေဆိုလို့ဒါနေလို့မကောင်းအဲ့ရနေတခါပိုးဝင်တာတွေဘာတွေဖြစ်တတ်တယ်ကဲအဲ့တော့ယူဆိုင်ရမှာပေါ့နော်စားသည်ဖြစ်တဲ့အတွက်ကြောင့်မလို့မျက်နှာတက်မယ်မျက်နှာတက်တဲ့အခါမှာဒါနူးညံ့တဲ့ဆက်ပြဖြစ်ဖို့လိုတယ်ရေထက်ပြန်ထိမ့်ပြီးတဲ့ဆက်ပြဖြစ်ဖို့လိုတယ်ပြီးလို့ရှိရင်ထိုနာလိမ့်မယ်ပြီးတဲ့အခါကျရင် essence လိမ့်မယ်ပြီးလို့ရှိရင်တစ်ပတ်မှာ2ခါနေ3ခါ mask ကတ်မယ်ပြီးတဲ့အခါကျလို့ရှိရင် night cream လိမ့်မယ်ဒါမျိုးလေးလိမ့်မယ်အပြင်သွားတဲ့အခါကျလို့ရှိရင်လည်းဒါဟာနေဘက်ဆိုပြီးတော့ဒါတတိလက်လွတ်မဟုတ်ဘဲနဲ့ sunscreen လေးတွေမှန်လိမ့်မယ်ဆိုလို့ရှိရင်တော့ဒါဟာအားလုံးအတွက်အဆင်ပြေမှာပါယောက်ျားလေးလည်းရေပြားပါတယ်လေမိန်းကလေးတခုလည်းရေပြားပါတာမဟုတ်ဘူးskin care တဲ့ဆိုတာဒါအလှအပနဲ့မဆိုင်ဘူးဒါကျန်းမာရေးရယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့တကိုယ်ရည်တန်ရှင်းမှုရယ်တကိုယ်ရည်ထိမ့်သိမ့်မှုဒါအလှအပနဲ့လုံးဝမဆိုင်ဘူးယောက်ျားမိန်းမကလေးလူငယ်အရွယ်မရွေးလောက်ရမယ်ရာအသားရည်ကိုမှန်မှန်ထိမ့်သိမ်းသွားမယ်ဆိုလို့ရှိရင်ပြီးလို့ရှိရင်လည်းအစားအသောက်ကိုအာဟာရမြတ်စွာစားမယ်ပြီးလို့ရှိရင်တစ်ပတ်မှာ3ချိန်4ချိန်လောက်မှန်မှန်လမ်းလျှောက်တာမျိုးချွေးထွက်တဲ့4ချိန်ကမျိုးလုပ်မယ်ဆိုရင်တော့ဒါဟာအသားတွေမဟုတ်ဘဲနဲ့ပေါ့နော်အသားတွေကလို့တာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဒီတစ်သက်လုံးအတွက်ဒါကျန်းမာလှပဖို့အတွက်ဒါဟာတကယ်ကိုလှုပ်ဆောင်တဲ့အချက်ကလေးတွေလို့ပြောချင်ပါတယ်ဒါကတော့ဒီအချိန်မှာဆိုလို့ရှိရင်ပေါ့နော်မျက်ဖြူဆိုင်လေးဆရာကြိုက်လေးဆိုတဲ့အချိန်ပေါ့ဒီအချိန်မှာဟာဒါအလုတ်ကင်ခွင်လန်းနေလဲဒါဟာနေပါလာတယ်ပြီးလို့ရှိရင်တကဘာလုံးအနေနဲ့ဒါစီးပွားရေးကျဆင်းတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်သူမဆိုကတော့ဒါဟာအလုတ်ချင်ကြတယ်ဘယ်သူမဆိုကတော့ဒါဟာဝင်ငွေကောင်းချင်ကြတယ်ဒါဘယ်သူမဆိုစူးစမ်းချင်တဲ့အချိန်လည်းဖြစ်တယ်ဒါပေမဲ့ဒီအချိန်မှာကိုလုပ်တဲ့အလုပ်ဒီတမအာဇီဝရှိလားကိုလုပ်တဲ့အလုပ်ဒီတရဝင်ဖြစ်ရလားကိုလုပ်တဲ့အလုပ်ကနေပြီးတော့ဘယ်သူတွေကိုထိခိုက်မှာလဲဘယ်သူတွေကနောက်ဆုံးခံရမှာလဲဆိုတာကိုတော့ဒါဟာအသိဉာဏ်ကောင်းနဲ့စဉ်းစားပါကိုတွေကလည်းဒါဟာဗုဒ္ဓဘာသာမြန်မာလူမျိုးနိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့ကံကြီးအကျိုးကိုယုံပါလို့ပြောချင်ပါတယ်